Hey guys ဒီဗီဒီယိုလေးကတော့ကျွန်တော်မြန်မာပြည်တောင်းဝင်းချင်း80နဲ့ကျွန်တော်နေတဲ့နေရာကနေဒူဘိုင်းမှာရှိတဲ့အလှဆုံးကမ်းခြေတွေတစ်ခုဖြစ်တဲ့ဒီချားရဲ့ကြီးကိုမြင်နေရတဲ့ Marina Beach ကိုစွန့်စားခီးသွားဖြစ်ပါတယ်။ဒါပေမဲ့ဒီခီးကို80မြန်မာပြည်တောင်းဝင်းချင်းနဲ့ဒီထိုင်ပုံမှန်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ But ကျွန်တော်မှာစကူတာရှိပါတယ်။ကျွန်တော်ဒီစကူတာကိုကျွန်တော်နဲ့တူယူသွားမှာဖြစ်တဲ့ကြောင့်ဒီစကူတာရဲ့ battery အားဖြင့်ဆိုလို့ရှိရင်လည်းအလုံးစုံတစ်နိုင်လောက်သာခံပါတယ်။အဲ့တော့ဒီခီးတစ်ခုလုံးမြန်မာပြည်တောင်းဝင်းချင်းနဲ့သွားပြီးကျွန်တော်အိမ်ကိုအရောက်ပြန်လာနိုင်မှာဆိုတာကျွန်တော်နဲ့တူလိုက်ကြည့်လိုက်ကြရအောင်ကျွန်တော်ကပြေးသွားလို့ရှိရင်လောဓာရီကိုတေချာလေးပြင်ဆင်ပြီးမှအိမ်ကထွက်လို့ရှိပါကိုကတခုကြံခဲ့လို့ရှိရင်ခီးသွားတာအဆင်ပြေမချောမွေးတော့ဘူးဒါကြောင့်ပြေးသွားလို့ရှိရင်တေချာလေးပြင်ဆင်ပြီးမှထွက်တဲ့အချိန်ကကောင်းတဲ့ချိန်တစ်ခုဖြစ်ပါတယ်ကျွန်တော်ပတ်စံအိတ်ကက်ထဲမှာလည်းတွေ့ရတဲ့အတိုင်းပါပဲတစ်စင်တွေ့ရပဲရှိပါတယ်ဒီတစ်စင်နဲ့ပဲကျွန်တော်ခရီးတစ်ခုလုံးကိုသွားမှာဖြစ်တဲ့အတွက်ဘလို့အပ်တာတွေမသုံးမိအောင်အိမ်ကမထွက်ခင်ကပဲလိုအပ်တာတွေအကုန်ထည့်သွားမှာဟိုရောက်ရင်တော့ပစ္စည်းအဖို့အတွက်လောကဘူးကလည်းကျွန်တော်မပေးနိုင်ဒါကြောင့်ရေဆိုကပလက်စတစ်အိတ်တစ်ခုကိုယူသွားပါဘာလို့ဘူးလဲဆိုလို့ရှိရင်ဟိုရောက်ရင်ရေချီပစ္စည်းတွေထည့်ပြီးကျွန်တော်တဲတဲ့ကိုထည့်ဖို့ဖြစ်ပါတယ်ရေကလည်းဝယ်မတောက်နိုင်ပါဘူးဒါကြောင့်ဟိုရောက်ရင်ဂုံးစင်မှုရေဘူးကထည့်သွားမှာကျွန်တော်ကဖုန်းနဲ့ပဲဗီဒီယိုရိုက်နေတာဖြစ်တဲ့အတွက်ပါဝါကလည်းဒေါင်းသွားလို့ဖြစ်ပါဘူးဒါကြောင့်ကျွန်တော်အားသွင်းကြိုးတွေကျွန်တော်ယူသွားပါတယ်ဟိုရောက်ရင် blue lala လေးတွေ share ရိုက်ဖို့အတွက် tripod တွေ gimbal တွေပါကျွန်တော်အကုန်ထည့်သွားခဲ့ပါတယ်လိုအပ်တဲ့ပစ္စည်းတွေအကုန်ထည့်လို့ပြီးပြီဆိုတော့အဆင်ပြေပြီလို့ထင်ပါတယ်ဟိုရောက်အောင်ဘယ်လိုဆက်သွားမလဲဆိုတာပဲဆက်ကြည့်ကြတာပေါ့ဗျာအားလုံးလည်းပြီးပြီဆိုတော့အိမ်ကစားထွက်ပါပြီနောက်ခုဒါအိမ်ကထွက်တာဆိုလို့ရှိရင်ညနေစောင်းနေပြီပေါ့နော်ညနေစောင်းနေပြီမဲ့နေကတော့နေရဲ့အချိန်ကြီးကတော့တွေ့တဲ့အတိုင်းပါပဲဒီချိန်ကရွေးတဲ့နိုင်ငံလုံးမှာဆိုလို့ရှိရင်အပူဆုံးအချိန်ပေါ့နော်ကျွန်တော်ဒီ April ကနေစပြီးတော့အောက်တိုဘာကုန်ထိကိုပူနေတော့မှာပါကျွန်တော်တို့ပူတော့မှမနေ့ကောညပါမချမ်းပါဘူး share plan နဲ့ကိုပူတာပါအိမ်မှာသုံးနေတဲ့ဒီရေကစားပြီးတော့ဒီကမ်းခြေမှာရှိတဲ့ရေအဆုံးပေါ့နော်ရေနဲ့မွေ့ပြန်မနေုံတက်မယ်ပေါ့နော်ပူတော်မှအဲ့လောက်ထိကိုပူတာကျွန်တော်ရေသုံးလို့မရတဲ့အထိကိုပူချက်ကတော့ကျွန်တော်မြန်မာကအပူထက်တော့ကျွန်တော်ပြင်းနေပေါ့နော်အဲ့တော့ကျွန်တော်အခုဆိုလို့ရှိရင်ဒါညနေ9:00နာရီဒါအိမ်ကနေစထွက်တာပေါ့နော်အဲ့တော့ဒီနေကတော့ပြင်ထွက်လို့ရှိရင်မထိအောင်ကျွန်တော်တကူလုံးကာပါပြည့်နေထွက်ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တပလောက်နေကိုလူကအသားရောင်ပြောင်းချင်နေပြီပေါ့နော်လူကငချောက်ထုတ်ထားလို့ရုပ်ကအဲ့လိုဖြစ်နေပြီပေါ့နော်ဆိုတော့ဒါအခုဆိုလို့ရှိရင်ဒီနေရာကကျွန်တော်လက်ရှိနေတဲ့နေရာကမထရိုနဲ့ဆိုလို့ရှိရင်ကျွန်တော်မထရို station ကိုသွားဖို့ဆိုလို့ရှိရင်အနည်းဆုံး15မိနစ်ဝန်းကျင်လောက်တော့မောင်းရတယ်ပေါ့နော်ဒါကျွန်တော်စကူတာရှိရင်လည်းကျွန်တော်စကူတာနဲ့သွားလို့ရတာပေါ့နော်တော့မို့ဆိုဘတ်ကားစီးရတယ်ပေါ့နော်ဘတ်ကားစီးဖို့ဆိုလို့ရှိရင်တပွေးတစ်ပတ်ကြီးပြန်ပတ်ပြီးတော့သွားပါလို့ဆိုတော့ကျွန်တော်ဒီနောက်ပြန်မောင်းဖို့ဆိုတာဒီလိုမျိုးလမ်းကျောကဒီဘက်အသွားပဲရှိရပေါ့နော်အဲ့လိုနောက်ပြန်သွားဖို့ဆိုလို့ရှိရင်ဒီအနောက်ဒီဘက်ကနေကျွန်တော်အခုသွားတဲ့ဒီလမ်းဒီဘက်ကနေဘတ်ကားတွေကသွားရတာပေါ့နော်ဟုတ်တော့အရှိဘက်က main လမ်းမကြီးကျွန်တော်ဒီ highway လမ်းမကြီးကိုဖြစ်နေရောပေါ့နော်အဲ့တော့အဲ့ဘက်ကနေသွားလို့မရပေါ့နော်ကျွန်တော်အခုဒီတောက်လျှောက်ဆက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ညာဘက်ချမ်းမှာမြင်နေရတဲ့ဒီ warehouse လိုshow လိုပါလို့ပေါ့နော်မြင်နေရတဲ့အရာတွေကအမှန်တော့ဒီအရာအကုန်လုံးကကား show နေပေါ့နော် luxury car show နေမြင်ရမယ်ဒီမှာတော်များ warehouse တွေရှိရပေါ့နော်ကျွန်တော်ဒီအခုရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်ဒီတစ်လျှောက်လုံးကကျွန်တော်ညာဘက်ချမ်းမှာရှိရတဲ့တစ်လျှောက်လုံးပေါ့နော်အကုန်လုံးကဒီ luxury car show နေsuper car show နေရှိရနေရပေါ့နော်
ရှေ့လမ်းရောလေးကျွန်တော်ထပ်ယူပါလို့ရှိရင်ကျွန်တော်ဒီအရှိမျက်နှာစာဘက်ကိုဆက်သွားမှာပေါ့နော်အဲ့အရှိမျက်နှာစာမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီကားရှိုးနေ luxury ကားတွေကို luxury ကားတွေမှာတော့အနီးကပ်ကြည့်ရတဲ့ခန်းစားချက်ကိုဘာနဲ့မှလဲလို့မရဘူးပေါ့နော် feeling က share ကြီးပါကျွန်တော်နောက်ကြုံလို့ရှိရင်ဒီရှေ့ကနေကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုလေးကျွန်တော်ပြမယ်ပေါ့နော်တကယ်ရှေ့ကြီးတွေမှာရှေ့ကြီးတွေပါစူပါကားတွေဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီရှေ့တစ်ခါနာတော့ဖြတ်ပြီးပြီဆိုရင်တော့ရှေ့နားမှာ metro station ကိုရောက်တော့ပြီပေါ့နော်ဒီနောက်မှာတခုတည်းထားမိတာတော့မသိဘူးပေါ့နော်လူကူးမြင့်ကြားဖြတ်တဲ့ချိန်ဒီကားတွေရပ်ပေးကြတော့ပေါ့နော်ကျွန်တော်ဒီဒူဘိုင်းကိုရောက်ချင်းသဘောကျရတဲ့ဒီဟာတစ်ခုပါတယ်ပေါ့နော်ဘာလို့လဲဆိုရင်ဒီမှာစီကန်အရင်တင်းကျပ်လို့နေပေါ့နော်စီကန်တင်းကျပ်လို့တော့မှဒီတီတီမွားကိစ္စအစဒီနောက်ဆုံးရောက်စမှုတွေအဆုံးပေါ့နော်တန်ခတ်တာအရင်ကိုချမ်းတယ်ပေါ့နော်အဲ့တော့ဒီမျိုးစီကန်တင်းကျပ်လို့နေနိုင်ငံဖြစ်တာကြောင့်ဒီနိုင်ငံရဲ့ခေါင်းဆောင်ကိုလေးစားမိတာတော့အမှန်ပဲပေါ့ဒီလိုຢာတွေကိုတွေးလို့ရှိရင်ကျွန်တော်တို့တို့မြန်မာနိုင်ငံသားတွေအတွက်ထူးဆန်းတစ်ခုလိုဖြစ်နေမှာသိကြတယ်ဘာလို့ဆိုကျွန်တော်ကိုယ်တိုင်လည်းပါဝင်တယ်ပေါ့နော်ကိုရီးနိုင်ငံမှာဒီလိုမျိုးမကြုံဘူးတဲ့အရာဖြစ်နေလို့ပေါ့နော်ကျွန်တော်စီကန်းရှိဒီလိုမျိုးမောင်းမယ်ဆိုလို့ရှိရင်နန်းတော်လာတွေကကျွန်တော်ထိခိုက်မျက်နှာဆုံးရှုံးမှုတွေရှိတော့လို့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဒါတွေကအတူယူစရာလို့ကျွန်တော်မြင်တယ်ပေါ့နော်ဟိုရှိမှဆိုလို့ရှိရင်ဒါလေခုံးလေးနဲ့မြင်နေရတဲ့ဟာဒါ metro station ဖြစ်တယ်ပေါ့နော်ကျွန်တော် metro station ကိုရောက်နေပြီပေါ့နော်အဲ့တော့ကျွန်တော်အဲ့ကနေဆက်ပြီးတော့ဒါကျွန်တော်ခရီးဆက်ဖို့အတွက်ဆိုလို့ရှိရင်ဒီယထာစီးကိုစီးရမှာဖြစ်လို့ပေါ့နော်ထပ်သွားလို့ရှိရင်ကျွန်တော်ဒီပါလာတဲ့ဒီစကူတာနဲ့ကကျွန်တော်တို့ဒီဘက်ထရီကအဲ့လောက်ဒီမခံနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ပြန်လာဖို့အတွက်လည်းကျွန်တော်တွေးရအောင်လဲဆိုတော့ကျွန်တော်ဒီကနေယထာက9မှတ်တိုင်တော့စီးရမှာပေါ့နော်ဒါတော့အခုမှခရီးကအစပဲရှိသေးတယ်ပေါ့နော်ကျွန်တော်ဒီယထာစီးတော့မယ်ဆိုလို့ရှိရင်ကျွန်တော် metro ကတ်တွေရှိတော့ဒီ metro ကတ်တွေကကျွန်တော်တို့ယထာမစီးခင်မှာကျွန်တော်ပတ်စံဖြည့်ရတယ်ပေါ့နော်အဲ့တော့ကတ်လေးနဲ့ကပတ်စံဒီကတ်ထဲမှာအလုံးလောက်ရှိနေမှာကျွန်တော်တို့ဒီယထာတွေကားတွေစီးလို့ရတာပေါ့နော်ကျွန်တော်စီးမတိုင်ရတယ်9မှတ်တိုင်တော့ရှိရဆိုတော့အဲ့တော့ကျွန်တော်ကတ်ထဲမှာပတ်စံအလုံးလောက်ရှိနေမှာဒီ gate တွေကိုဖြတ်လို့ရတာပေါ့နော်ကျွန်တော်မှာပါလာတဲ့ဒီ30လုံးကျွန်တော်ဖြည့်လိုက်ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်အခုပါလာတဲ့ပတ်စံ30ကိုကျွန်တော်ဒီမှာစပြီး3နိုင်ပြီပေါ့နော်ဒီ metro ကတ်ထဲမှာစပြီးထည့်လိုက်ပြီအဲ့တော့ကျွန်တော်တို့ဒီ9မှတ်တိုင်စီးပြီးသွားလို့ရှိရင်ကျွန်တော် metro ကတ်ထဲမှာပတ်စံဘယ်လောက်ကျန်မလဲကျွန်တော်အဲ့ကျန်တဲ့ပတ်စံနဲ့ဒီအိမ်ကိုဘယ်လိုပြန်လာမလဲဆိုတော့ပဲဆက်ပြီးကြည့်ရှုပေးကြပါကျွန်တော်အခုဒီတော့မဲ့ခရီးမှာပေါ့နော်ကျွန်တော်တငင်းတယောက်ကိုပါခေါ်ရတယ်ပေါ့နော်တငင်းကြောက်ကိုကျွန်တော်ခေါ်ရတယ်သူရှိတဲ့နေရာကိုကျွန်တော်အရင်ဆုံးသွားမှဖြစ်တဲ့အတွက်ကျွန်တော်သူ့နေရာအထိကို9မှတ်တိုင်လောက်ထိကျွန်တော်စီးအောင်ပဲပေါ့နော်9မှတ်တိုင်စီးသွားလို့ရှိရင်သူ့စီကိုကျွန်တော်ရောက်မယ်အခုဆိုလို့ရှိရင်ဒီမှတ်တိုင်ကသာတငင်းချင်းရှိတဲ့မှတ်တိုင်ကိုကျွန်တော်ရောက်လာပြီပေါ့နော်ကျွန်တော်သူနေတဲ့အိမ်ထိသွားပြီး pick up လုပ်မှာမလို့ကျွန်တော်ဒီ station ကနေကျွန်တော်ထွက်ပါမယ်ဒီ station ကနေထွက်ဖို့အတွက်ပဲတော်လေးကိုလဲလျှောက်ရပါဦးမယ်ဆက်ပြီးကြည့်ရှုပေးကြပါဒီလမ်းမဆုံးတော့လမ်းချက်ကျွန်တော်ဒီမကြောက်သေးနိုင်တော့ station တွေကရှောက်လန်းနေပါထပ်ပေါက်လေးကိုတွေ့ရဖို့ကျွန်တော်10မိနစ်လောက်လမ်းလျှောက်လိုက်ရပါတယ်
ဆိုတော့တကယ်ချင်းကသူ့အိမ်ကိုကျွန်တော်မရောက်ဘူးဒါကြောင့်သူကအပြင်မှာထွက်ဆောင်နေပြီဆိုလို့ကျွန်တော်သူ့ကိုလွယ်လွယ်ကူကျွန်တော်ရှာတွေ့ခဲ့တယ်ဘောနော်မဟုတ်ရင်ကျွန်တော်ရွာလင်းနေမှာပေါ့နော်ဒီနားတော့ဝိုင်းမှာအဲ့တော့ကျွန်တော်သူ့အိမ်ကိုရောက်ပြီဆိုတော့သူ့အိမ်ကိုခဏတက်ပြီးခဏပြုံးထားမယ်ကျွန်တော်သူ့ရှိမှရှိတဲ့အရာတွေကျွန်တော်ဂုံးဆင်းမယ်ပေါ့နော်ဂုံးဆင်းဖို့တော့ပြင်ရတယ်ပေါ့နော်အဲ့တော့ခဏနားပြီးတော့စားရရှိရစားပြီးတော့မှကျွန်တော်တို့ထပ်ပြီးတော့ခရီးဆက်ကြမှာပါအဲ့တော့ဒီမှာတွေ့ရတိုင်းမှာပဲဒါဒီဘိုင်းမှာရှိရမြန်မာငွေနဲ့ဆိုလို့ရှိရင်9သိန်း10သိန်းညာအခန်းတွေပေါ့နော်ဒီအခန်းတွေကဒီလိုမျိုးတွေပါပဲနေချင်းစရာရန်ကောင်းတဲ့အခန်းတွေပါကောင်းလင်းပင်လဲလို့ပင်လဲလို့ကောင်းလဲလို့မရရဒီလိုမျိုး short ခင်းစာနေရာလေးတွေပေါ့နော်ဒါပေမဲ့ကိုကရှာရင်ရှာတတ်လို့အခန်းချစ်ချေတော့ဈေးတင်ရင်တွေကလည်းရနိုင်တဲ့အခန်းမျိုးလေးကျွန်တော်ရှာရင်ရှာတတ်လို့ရနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုတကယ်အရာနေစပြီးတော့ထွက်ပါပြီဆက်ပြီးခရီးဆက်မှာပါဒီကနေဆက်ပြီးတော့ကျွန်တော်တို့ယထာကနောက်ထပ်2မိနစ်လောက်ပဲစီးရတော့မှာပါကျွန်တော်တို့အခုဆိုရင်ဒါမက်ထရိုကနေထွက်လာပြီးတော့လမ်းတော်တော်လေးရှောက်ခဲ့ရတယ်ပေါ့နော်လမ်းကတော့ကျွန်တော်15မိနစ်10တော့ရှောက်ခဲ့ပြီးပေါ့နော်အခုဆိုလို့ရှိရင်ဒီရှေ့နားတော့ဆိုလို့ရှိရင်ကျွန်တော်ဒီ Marina Beach ကမ်းခြေကိုကျွန်တော်ရှောက်တော့မှာပေါ့နော်ဒီရှေ့နားမှာဆိုလို့ရှိရင်တော့ချားရက်ကြီးကိုကျွန်တော်မြင်နေရပြီပေါ့နော်ဒီချားရက်ကြီးကိုမြင်နေရဆိုရှင်တော့ Marina Beach ကိုကျွန်တော်ရောက်နေပြီပေါ့နော်ရှေ့နားမှာဆိုလို့ရှိရင်တော့ Marina Beach ကိုရောက်ပြီ你很开心的，你就上班吗？拉哎对啊，拉狗啊，你有，看你阳气啊，你拿嘛就拿。对啊，你拿。你阳气了就。那你阳气啊，你拿嘛，前年就这边了，你拿你啊，啊对。ရှေ့မှာဆိုလို့ရှိရင်ကျွန်တော်မာရီနာကန်ဂျီကိုမြင်ရရင်မာရီနာ beach ကိုကျွန်တော်ရောက်ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကန်ဂျီရဲ့အလှကိုကျွန်တော်တို့အတူခံစားလိုက်ကြအောင်ပေါ့နော်နောက်ဆုံးတော့ကျွန်တော်လုံနိုင်ခဲ့ပြီပေါ့နော်ကျွန်တော်ဒီကန်ဂျီကိုကျွန်တော်10နှစ်တော့ကျွန်တော်ရောက်နိုင်ခဲ့ပြီပေါ့နော်အိမ်ကိုဘယ်လိုပြန်မလဲဆိုတော့ပဲကျွန်တော်တွေးထားအောင်เนาะဒါပေမဲ့နောက်တပိုင်းပေါ့เนาะအခုကျွန်တော်ကန်းချီရောက်ပြီဆိုတော့ relax လုပ်မယ်ကန်းချီရဲ့ဒီအလှကိုကျွန်တော်ခံစားလာအောင်ပေါ့เนาะကျွန်တော်တို့လိုက်ပြီးတော့ခံစားလို့ရတယ်ပေါ့เนาะဒီအချိန်ကကျွန်တော်ရောက်လာတဲ့အချိန်ကအခုဆိုလို့ရှိရင်ဒါ9နာရီရှိပြီပေါ့เนาะ9နာရီဝန်းကျင်ဆိုလို့ရှိရင်ဒါနေဝင်စည်းစာအချိန်ပေါ့เนาะနေဝင်စည်းစာအချိန်ဒီနေဝင်စည်းစာကန်းချီရဲ့နေဝင်စည်းစာအလှကဘာနဲ့မှလဲလို့မရဘူးပေါ့เนาะဒီချိန်ကအရန်ကိုအလှဆုံးချိန်ကိုပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရောက်လာကွက်တီလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့အိတ်ထက်နဲ့ဆောရဲဆိုလို့ရှိရင်ဒါနေပူနေဦးမှာပေါ့နော်အဲ့တော့ဒီချိန်ကလုံးဝကွက်တီပါပဲကျွန်တော်တို့ဆက်ပြီးတော့ကန်းကြီးမှာကန်းကြီးအလှတွေကိုခံစားမယ်ပြီးလို့ရှိရင်ဒီကူးဝင်ပေါ့နော်ကျွန်တော် relax လုပ်မယ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ကျွန်တော်ဒီ view ရဲ့အစမှာပြောခဲ့တယ်လို့ပေါ့နော်ဒီအချိန်ကအပူဆုံးအချိန်ပေါ့နော်အပူဆုံးရာသီချိန်ဆိုတော့ကျွန်တော်တို့ရေကဒီကကန်းကြီးကရေကစအခုဒီပူနေတော့မယ်ပေါ့နော်အဲ့တော့ဒီမှာလာပြီးတော့ဟိုရေပူစမ်းစိတ်နေမယ်ပေါ့နော် feeling ကအဲ့လိုကြီးဖြစ်နေပေါ့နော်တိတ်တော့မမိုက်ဘူးပေါ့ဗျာဒီနောက်ကလှယူတော့ကျွန်တော်တို့ခံစားလို့ရသေးတယ်ပေါ့နော်ဒီနောက်မှာချိုင်းရဲ့ကြီးကနေနောက်ဆုံးမင်းကြီးထွက်နေတယ်လှကြီးကတော်လေးကိုမိုက်ပါတယ်နောက်မှာတက်ပုံလေးရိုက်ပြီးဗီဒီယိုရိုက်မှဆိုရှင်တော်လေးကိုလာတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ညီကိုရေးဆိုလို့ရှိရင်ဒီနေရာမရောက်သေးဘူးဆိုရင်ဒီ Marina Beach ကိုအရင်ဆုံးလာခဲ့ဖို့ကျွန်တော်အကြံပေးနေတယ်ပေါ့နော်တကယ်လို့ဒူဘိုင်းမရောက်သေးတဲ့ညီကိုရေးဆိုလို့ရှိရင်ဒီဒူဘိုင်းရောက်ပြီးချင်းဒီ Marina Beach ကိုအရင်ဆုံးလာပြီးတော့ကျွန်တော်တို့ဒီမှာခံစားလို့ရတယ်ပေါ့နော်ဒီကန်းချီကလုံးဝ free ပါ
တော့ free တဲ့ free တစ်ခုဖြစ်တယ်ပေါ့နော်နောက်ထပ်ကန်းချီ free ရှိတဲ့ကန်းချီကိုကျွန်တော်နောက်ပြီးကျွန်တော်ထပ်ပြီးခေါ်သွားဝင်ပေါ့နော်ကျွန်တော်ဒီနောက်ထပ် budget video တွေကိုကျွန်တော်ထပ်ပြီးလုပ်သွားမှာတော့အဲ့တော့ကျွန်တော်တို့ကန်းချီမှာတော့ less လုပ်ပြီးဆိုတော့ကျွန်တော်တို့အိမ်ပြန်ရမယ့်အချိန်ရောက်ပြီပေါ့နော်ကျွန်တော်တို့အခုဆိုလို့ရှိရင်ဒါကန်းချီကိုစပြီးထွက်လာပြီအခုဆိုရင်ဒါအချိန်ကတော့အချိန်အဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ9 နာရီဝန်းကျင်လောက်ရှိပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရေးစိမ်တဲ့တော်လေးကိုကြာသွားတယ်အဲ့ရနေကျွန်တော်ဆက်ပြီးတော့ water park ကိုကျွန်တော်ဒီနေရာကိုကျွန်တော်သွားဖို့ကျွန်တော်ရည်ရွယ်ထားရပေါ့နော်ဒါပေမဲ့အချိန်ကလည်းနည်းလင့်နေပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အိမ်ပြန်ရောက်ကြလို့ရှိရင်ကျွန်တော်ဒီညနေပြန်မယ်ဆိုလို့ရှိရင်ကျွန်တော်ရထားဝင်ပြီးပါလည်းစိုးရင်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရထားမရှိရင်ကျွန်တော်ဒီမှာရအေးရလိမ့်မယ်ပေါ့အဲ့တော့ရထားနောက်ဆုံးရထားဒါကျွန်တော်7နိုင်ဆိုပြီးတော့အကုန်ပိတ်တော့ဘယ်မှမသွားတော့ဘူးเนาะအဲ့တော့ကျွန်တော်ရထားမိကိုအတွက်ကျွန်တော်ညနေစထွက်ပြီပေါ့နော်အခုဆိုရင်ဒါ10နာရီဝင်းကျင်လောက်တော့ရှိပြီ9နိုင်ကျော်10နိုင်ဝင်းကျင်တော့ရှိနေပြီပေါ့နော်အဲ့တော့ကျွန်တော်ရထားမိမှာဖြစ်နေမယ်ကျွန်တော်အမြဲလက်ရမယ်ဒီကနေကျွန်တော်ထပ်ပြီးလမ်းလျှောက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ရထားစီးမယ်ထားစီးပြီးတော့ကျွန်တော်အိမ်ကိုထပ်ပြီးစံတပြားမကုန်ဘူးလေဒီ30နဲ့ပဲကျွန်တော်အရောက်အိမ်ပြန်နိုင်သားဆိုတာကျွန်တော်တို့လိုက်ပြီးတော့ကြည့်ပေးကြပါ你要带看吗？我说那边都没老见人带看吗？တော့မရဘူးညကန်ကောင်းပြီးတော့ဟိုရှုကမှလည်းရရင်ရပါအခုကျွန်တော်ကန်းချင်ကနေဒါရှောက်လာခဲ့ရဆိုရှင်ဒီကျွန်တော်ဒီမထူကိုမရောက်ခင်ဒီဂျားရင်းနာမှာကျွန်တော်ဒီတရားကြီးတစ်ခုကျွန်တော်ဖြစ်ရတယ်ပေါ့နော်ဒီတရားကနေကျွန်တော်ဒီအပျော်စီးသင်းမောတွေဖြတ်တာကိုလည်းကျွန်တော်တို့ထပ်ပြီးကြည့်ရှုခန်းစားလို့ရပါတယ်ဒီနေရာတော်လေးကိုလာတဲ့နေရာလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဗီဒီယိုတွေတက်ပုံတွေကို share ရိုက်ခဲ့တယ်ပေါ့နော်ဒီနေရာနဲ့လာဘူးလာတဲ့နေရာတစ်နေရာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီတရားကတော်လေးကိုလာတဲ့နေရာတစ်နေရာဖြစ်တယ်ကျွန်တော်ဒီကနေဖြတ်တဲ့အပျော်စီးသင်းမောရဆိုလို့ရှိရင်ရောင်စုံပြီးနေတော်လေးကိုလာတဲ့pipe တစ်ခုပေးတယ်ပေါ့နော်ကျွန်တော်ဒီ pipe တစ်ခုခန်းစားရတယ်ပေါ့နော်ဒီနေရာလုံးဝ modern ဆန်တဲ့နေရာကိုပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လိုက်ပြီးတော့ကြည့်ရှုခန်းစားလိုက်ပါဦး对，刚才你这样，你刚才这个，啊，对，有吧？ ပါရယူတယ်ဒီမှာကျွန်တော်စကူတာနဲ့ပဲကျွန်တော်လိမ့်လို့မထူ ဒါ တော့ ကျွန်တော်အခု metro station ရောက်ပြီ ခင်ဗျားလာ ကန်းချင်ကနေဒီ metro station ကျွန်တော်မိနစ်10လောက်ရှောက်နေရတယ်ပေါ့နော် 别这样。 ဒီဘက်ဒီဘက် ကျွန်တော်အခုကတော့ဒီတငင်းနေတဲ့အိမ်ကိုအရင်ဆုံးတောင်းမှဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်စကူတာအိမ်မှာထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စကူတာကိုအရင်ဆုံးတွားယူမယ်။ဘာလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ယထာထက်စီးရအောင်ပဲပေါ့နော်။ Your attention, please. The train to Centre Point will depart from platform 1. 这个是。 Doors closing. 不知道。 Doors closing. Alert.
ဗီဗာနဲ့နီးလား ဒီမှာလည်းနေရဒီမှာလည်းပေးနေတယ်ဒီကောင်ကြည့်ကြလား Doors opening. Level to start. ဒီကဆက်ပေးရအောင် Exit. ဘာရလဲခေါ်နေဒါနေနေပေါ့ အခုဆိုလို့ရှိရင်ဒါပြီးအရင်ကထွက်လာတာကျွန်တော်7နာရီထိုးဖို့အတွက်တော့7မိနစ်လောက်ပဲလိုတယ်ပေါ့နော်7နာရီထိုးသွားလို့ရှိရင်ကျွန်တော်ရထားရင်မထွက်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတင်ရင်အိမ်မှာတောင်းတင်တာပေါ့နော်အဲ့တော့ကျွန်တော်အမိသွားပါမယ်အမိလုံး ခုဆိုရင်ဒါကျွန်တော်စစီးလာတဲ့ဒီဘူတာပေါ့နော်ကျွန်တော်စစီးလာတဲ့ဒီယထာဘူတာကိုကျွန်တော်ရောက်ပြီးဒီဘူတာကနေကျွန်တော်ဆက်ပြီးတော့ကျွန်တော်စကူတာနဲ့အားရရှိနေရပါတော့အဲ့တော့ကျွန်တော်စကူတာနဲ့ကျွန်တော်အိမ်ကိုရောက်ပြန်နိုင်မယ်လို့ကျွန်တော်ထင်နေပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အတူဆက်ပြီးကြည့်လိုက်ကြပါတော့ကျွန်တော်အိမ်ကိုအရောက်ပြန်နိုင်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ10နဲ့ကျွန်တော်ကန်းချီကိုသွားပြီးအိမ်ကိုပြန်နိုင်မယ်ဆိုတဲ့ channel ကြီးကအောင်မြင်နေကျွန်တော်ပြီးဆုံးနိုင်နေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဆက်ပြီးကြည့်လိုက်ကြပါဒါအခုဆိုလို့ရှိရင်ကျွန်တော်အိမ်ကိုဘေးကင်းစွာနဲ့ကျွန်တော်အဆင်ပြေပြေချောမွေးနဲ့ကျွန်တော်ရောက်ရှိလာပြီပေါ့နော်โอเคကျွန်တော်အခုအိမ်ထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ကလေးတွေကျွန်တော်တွေ့လိုက်ပါဦးမယ်ဆိုတော့ကကျွန်တော်အခုဒီ challenge ကအောင်မြင်တဲ့ကျွန်တော်ကြော်ဖြတ်နိုင်နေတယ်ပေါ့နော်30နဲ့ကျွန်တော်တောင်းနေကျွန်တော်ဒီရနေကန်းချီကိုတွားပြီးတော့ကျွန်တော်ကန်းချီကနေကျွန်တော်အိမ်ကိုပြန်လာတယ်ဒီအတွင်းမှာပဲကျွန်တော်1000ဝန်းကျင်နဲ့ကျွန်တော်တို့ဒီခရီးကိုပြီးဆုံးနိုင်ခဲ့ပေါ့နော်အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးbudget challenge တွေကိုကျွန်တော်ထပ်ပြီးလုပ်တော့ဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့ဒီ channel နဲ့ဒီ Facebook page လေးတွေကိုကျွန်တော် like and follow လေးလုပ်ထားပြီးပါ share လုပ်ထားပြီးပါ bye peace